ကြီးဖြစ်နေတဲ့သူတွေပေါ့နော်ပြီးချင်းမှာဆိုလို့ရှိရင်ကျောင်းလာကအမြဲဆုံးအသွင်းတာအကောင်းဆုံးပေါ့နော်အားလုံးပဲမင်္ဂလာပါအခုကတော့ COD လည်းထွက်ပြီဆိုတော့လေ COD ထွက်တာနဲ့ကိုတို့ဘာတွေစစ်လုပ်ရမလဲပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုတို့တော့လောက်ခဲ့တဲ့အလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီပြန်ပြောပြပါမယ်ဆိုတော့ပေါ့နော်ကိုတို့ COD ထွက်ပြီးရနဲ့အရင်ဆုံးအရေးကြီးဆုံးလုံးမှာဗာလဲဆိုလို့ရှိရင်တော့ဒီကျောင်းလာကသွင်းရမှာပေါ့နော်ကျောင်းလာကသွင်းရမှာဖြစ်ပါတယ်ကျောင်းဘက်ကနေပေါ့နော် invoice ထွက်တယ်ပေါ့နော်ဒီကျောင်းလာကရဲ့ပြီးတော့တချို့အဆောင်လာကတွေပါလို့ရှိရင်အဆောင်လာကတွေပေါ့နော်ပြီးတော့သူတို့ရဲ့အထွေထွေကျောင်းဝင်ကြီးဘာညာပေါ့နော်အဲ့လိုမျိုးဒီအားလုံးပေါင်းပြီးတော့ဘလောက်ဆိုတဲ့ဒီတောင်းဘလောက်ကျတယ်ဆိုတဲ့ပေါ့နော်ဒီ invoice လေးရောက်လာတယ်ပေါ့နော်အဲ့ invoice ကိုဒီအကိုတို့ agency ကနေတင်ဆက်ပေါ့နော် invoice လေးတွေပို့ပေးပါတယ်ဆိုတော့အဲ့ invoice ထဲမှာပါတယ်ပေါ့နော်ဥပမာ1080ဆိုလို့ရှိရင်1080ပေါ့နော်အဲ့1080 quality ပေါ့နော်total ပေါ့နော်တချို့ဆိုလို့ရှိရင်ကျောင်းလာကတွေကျောင်းလာကတနည်းစာအပြင်မှာပေါ့နော်အဆောင်လာက6လစာတို့ဘာလို့ပါတာရှိတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒါလည်းကျောင်းတစ်ကျောင်းနဲ့ကျောင်းမတူဘူးပေါ့နော် invoice တွေရောက်ပြီဆိုတာနဲ့အကိုတို့အရင်ဆုံးကျောင်းလာကသွင်းဖို့ပြင်ရမယ်ပေါ့နော်ဆိုတော့ဘာလို့လဲဆိုလို့ရှိရင်ပေါ့နော်အကိုတို့ကျောင်းလာကမြန်သွင်းလေကျောင်းဘက်ကနေကို risk ကနေပို့ပေးမယ် admission letter ပေါ့နော်ဒီကျောင်းဝင်လက်မှတ်တွေပေါ့နော်အဲ့လိုမျိုးထုတ်ပေးမယ်အဲ့လိုမျိုးပေါ့နော် COE နဲ့ဒီကျောင်းဝင်ခွင့်စာတွေရရဆိုမှဒီနောက်ကျန်တဲ့ဟာတွေကဆက်လုပ်လို့ရမှာဖြစ်ပါတယ် COE အောင်ပြီဆိုတာနဲ့ပေါ့နော်ကျောင်းလာကသွင်းဖို့ကအရေးကြီးဆုံးနံပါတ်1လို့ပြောလို့ရတယ်ပေါ့နော်မျိုးထုတ်ပေးလို့ရရဆိုတာနဲ့အကိုတို့ဒီတန်ရုံးဝင်ရမယ်ပေါ့နော်တန်ရုံးဝင်မယ်ဗီဇာလျှောက်ရမယ်ပေါ့နော်တန်ရုံးဝင်ဗီဇာလျှောက်မှာဖြစ်ပါတယ်အဲ့လိုမျိုးဗီဇာလျှောက်တဲ့နေရာမှာဆိုလို့ရှိရင်ဒီတန်ရုံးတို့ online booking တင်ရသေးရပေါ့နော်အဲ့လိုမျိုးတင်တာတော့အကိုတို့တော့ agency ကနေလုပ်ပေးတယ်ဟိုတော်တော်များပေါ့နော် agency ကလုပ်ပေးတာများတယ်ပေါ့နော်ဟို agency ကလုပ်မပေးဘူးဆိုလို့ရှိရင်လည်းအဲ့လိုမျိုးတန်ရုံး booking ဘယ်လိုတင်ရလဲဆိုတာမရှာကြည့်ရင်တော်တော်များရှိတယ်လေအဲ့လိုမျိုးလေဟိုရှာကြည့်လို့ရပါတယ်ဒါပေမဲ့တော်တော်များ agency ကလုပ်ပေးတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟိုအဆင်ပြေမယ်လို့ထင်ပါတယ်။တန်ရုံးဝင်လို့ရှိရင်ဟိုဘာတွေလိုအပ်လဲပတ်စံဘယ်လောက်ကုန်မလဲဆိုတာကိုအရင်တင်ပေးထားတဲ့တွေရှိတယ်။အခုကတော့ပုံစံမျိုးနည်းနည်းလေးပြောင်းသွားတာမျိုးလေးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးဟာတွေကတော့ agency ကနေနောက်ဆုံး upgrade အနေနဲ့ပေါ့နော်။ဘာတွေလိုတယ်ဘာတွေပြင်သွားဘာတွေဘယ်လိုလုပ်ဆိုပြီးတော့ဟိုများသောအားဖြင့်တခြားလေးပြပြပေးတယ်ပေါ့နော်။အဲ့လိုဟိုသွားမင်းနေဆိုလို့ရှိရင်ဒီကျောင်းသားတွေကိုတခြားလေးပြပြပေးတယ်ပေါ့နော်အဲ့လိုမျိုးရှိပါတယ်ဗီဇာကြိုက်ဆိုတာနဲ့ကိုတော့ဒီလင်းလက်မှတ်ဖြတ်တဲ့အဆင့်ရောက်ပြီပေါ့နော်လင်းလက်မှတ်ဖြတ်တဲ့အဆင့်မှာဆိုလို့ရှိရင်လင်းလက်မှတ်ဖြတ်မယ်ပေါ့နော်ကိုတချို့ကြတော့လေဒီကျောင်းကိုကြိုသွားခြင်းတာမျိုးတွေရှိတယ်တချို့ကြတော့လေကျောင်းကနေရှိတဲ့အဖွဲလိုက်မျိုးကိုသွားတယ်အဲ့လိုမျိုးတွေပေါ့နော်စီမီနာခေါ်တယ်ပေါ့နော်သွားကနေဆိုလို့ရှိရင်ဒီကျောင်းကနေပေါ့နော်တချို့တော်တော်များ agency ကစီမီနာခေါ်တယ်ပေါ့နော်ဒီကျောင်းသားတွေဟိုဘယ်နေ့နောက်ဆုံးထားပြီးဒီကျောင်းလာကသွင်းပေးပါပြီးတော့လို့ရှိရင်ဒီသွားမယ်ဆိုလို့ရှိရင်ဘယ်သူတွေကဘယ်သူနဲ့သွားမှာလဲပေါ့နော်ကျောင်းဝစီစဉ်ပေးတဲ့အစီအစဉ်နဲ့ပဲသွားမှာလားကိုယ့်သူကိုအစီအစဉ်နဲ့ပဲသွားမှာလားပေါ့နော်တချို့ကျောင်းတွေကြတော့လေကျောင်းကနေကျောင်းသားတွေအဖွဲလိုက်သွားရတာမျိုးတွေရှိတယ်ပေါ့နော်ကိုယ့်သူကိုအစီအစဉ်နဲ့ကိုသွားလို့မရတဲ့ဟာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးကိုယ့်အစီအစဉ်နဲ့ကိုသွားလို့ရတာမျိုးတွေလည်းရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့ဒါတော့ဒီတစ်ခုနဲ့တစ်ခုမတူကြဘူးပေါ့နော်အဲ့လိုမျိုးရှိပါတယ်အလုံးမရကန်စကြသုံးဖို့အတွက်ဂျပန်ရန်ပေါ့နော်အရွက်တွေယူရသေးတယ်ပေါ့နော်အကိုတို့ကလည်းရှာဝယ်ရတယ်ပေါ့နော်အဲ့လိုမျိုးရန်အရွက်ယူနေတဲ့နေရာမှာဆိုလို့ရှိရင်တော့ဒီဂျပန်နိုင်ငံမှာကိုတငယ်ချင်းတွေပါတယ်ရှိလို့ဒီရောက်မှတငယ်ချင်းနဲ့ပို့ပေးပါညာဆိုတော့အဲ့လိုမယူခဲ့လဲပြဿနာမရှိဘူးဆိုပေးမယ်ပေါ့နော်ကိုဒီမှာအားကိုးစရာလူမရှိဘူးဆိုလို့ရှိရင်ကိုဒီကွန်မြန်မာနိုင်ငံနဲ့တည်ခဲ့ရပိုကောင်းတယ်ပေါ့နော်ဘာလို့ဆိုလို့ရှိရင်ဒီခြားထဲမှာအလုံးမရကန်စကြကိုယ်တိုင်တုံးရမှာပေါ့နော်ရန်အရွက်ဝယ်တာကတော့ထုံးစံတိုင်းပေါ့နော်ဒီမှာ26လောက်ပေါ့ပေးမယ်အဲ့ဘက်မှာရန်အရွက်ဝယ်တာဒီ29 28အဲ့လိုမျိုးအပြင်အရွက်တွေကနည်းနည်းဈေးပိုပေးရတယ်ကွာအဲ့လိုမျိုးတွေတော့ရှိတယ်ပေါ့နော်အဲ့ဒါတော့ကိုသူကိုဟိုဈေးချိုတဲ့စီကနေစုံစမ်းပြီးပေါ့နော်ဒါရမ်းမွေပဲနေပေါ့နော်ဟိုကိုသူကိုဘယ်ကဘလို့ပေါက်တယ်ဆိုပြီးတော့ပေါ့နော်ဟိုတို့ဒီတိချာလေးစုံစမ်းပြီးတော့မှဈေးမှန်တဲ့စီကနေဝယ်ပေါ့နော်အဲ့လိုမျိုးဝယ်တော့ပို့ပြီးတော့ကိုတက်တာတွေပေါ့နော်ဘာလို့ဆိုများဝယ်လို့ရှိရင်တကြမ်းကွာတာစပြီးတော့ကိုကတိန်းနဲ့ချီပြီးကွာသွားမှာဆိုတော့လေဆိုတော့အဲ့လိုမျိုးလေးတွေလည်းရှိပါတယ်ဆိုတော့ဗောဒီနေ့ကအထူးသဖြင့်ပြောချင်တာတော့ပြီးလို့ရှိရင်ကျောင်းလာကသွင်းပြီးမှကျောင်းဘက်ကထုတ်ပေးတဲ့ COE နဲ့ကျောင်းဝင်စာတွေနဲ့မှပြီးရချင်းလို့ရမှာဆိုတော့လေအဲ့ဒါမျိုးတွေအစောဆုံးရှားလေစောဆုံးသွားချင်းလေးပေါ့နော်အဲ့ဒါကိုတို့ကအဆင်ပြေတယ်ပေါ့နော်နောက်မကြနဲ့ပေါ့နော်အဲ့ဒါအကောင်းဆုံးဖြစ်ပါတယ်ဆိုတော့လို့ရှိရင်ကိုတို့ကျောင်းလာကသွင်းပြီးသွားပြီး COE တွေပါတယ်အကုန်ရပြီးတန်ရုံးဝင်ပြီးဗီဇာတွေပါတယ်ရသွားပြီးလင်းလက်မှတ်တွေပါတယ်ဖြတ်ပြီးသွားပြီပါညာပေါ့နော်အဲ့တော်တို့မှာဆိုလို့ရှိရင်ကိုတို့ဘာတွေယူရမလဲဆိုလို့ရှိရင်ကိုပေါ့နော်ကိုနဲ့ကိုကဒီကိုစီမက်လင်ရ kg ဘယ်လောက်ရလဲပေါ့နော်ကီလိုဘယ်လောက်ရလဲအဲ့လိုမျိုး kg နဲ့ချိန်ပြီးတော့ 100 kg ဘယ်လောက်ရလဲဒီလိုမျိုးပေါ့နော် like အကြီးဘယ်လောက်ရလဲဆိုပြီးတော့ကိုနဲ့ကန့်ညီမဲပေါ့နော်ဒီ 100 kg 8ပေါ့နော်အဲ့ဒါမျိုးတွေဝယ်ရပါမယ်အဲ့လိုမျိုးဝယ်မယ်ဆိုလို့ရှိရင်ဟိုဒီမှာဆိုလို့ရှိရင်အကုန်လုံးလာတဲ့အချိန်မှာဆိုလို့ရှိရင်အဲ့ကနည်းနည်းလေးကွဲတဲ့ဟာမျိုးတွေဘာလဲဆိုရင်တိတ်အဆင်မပြေဘူးပေါ့နော်ဒီလင်းမပြစ်ချပါညာမျိုးတွေရှိတယ်လေအဲ့လိုမျိုးဒီ transit တွေကူးပြောင်းနေမှာဆိုလို့ရှိရင်အဲ့လိုမျိုးမဖြစ်အောင်လို့ပေါ့နော်ကိုတို့ဟိုဒီအိတ်လေးတွေကိုပေါ့နော်ဒီကောင်းလေးတွေဝယ်တာကောင်းပါတယ်ဘာလို့ဆိုလို့ရှိရင်ဒီမှာလည်းဆက်သုံးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးလက်ကိဝယ်တဲ့အချိန်မှာဆိုလို့ရှိရင်ကောင်းရင်နည်းနည်းကောင်းတာလေးတွေဝယ်ပါပြဲသွားတာမျိုးတွေပါဆိုလို့ရှိရင်ဒုက္ခရောက်မှာပေါ့နော်အဲကြောင့်မလို့နည်းနည်းပစ္စည်းကောင်းတာမျိုးတွေဝယ်ခဲ့ပါလက်ကိရောင်းတဲ့ဆိုင်တွေမှာတည်တယ်ပေါ့နော်ဟိုကိုကတိတ်နားမလဲဆိုလို့ရှိရင်သူတို့မေးပေါ့နော်ဟို
ဘယ်လောက်ပေါ့နော်သူတို့မေးပေါ့နော်ကျွန်တော်ကတော့ဒီ25 kg ပဲရတယ် lucky 8ကတော့25 kg 1 kg ကတော့ဟန် kg ကတော့ဘယ်နှ kg ရတယ်ဆိုပြောလိုက်ပေါ့နော်ဒီ lucky ရောင်းတဲ့သူတွေကဒါတွေလုပ်နေဆိုတော့သူတို့သိတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဘယ်နှ kg ရမယ်ဒါဆိုရင်ဘယ်နှ kg ရမယ်ဆိုတော့သူတခြားလေးရှင်းပြပေးမယ်ပေါ့နော်ဆိုတော့အဲ့ဒါမှာကိုကြိုက်တဲ့ကောင်းတဲ့ brand တွေကနေပေါ့နော်အဲ့လိုမျိုးလေးတွေဝယ်ပါအဲ့ဒါတခုပေါ့နော်အဲ့ဒါလေးနည်းနည်းလေးအကြံပေးချင်တာပေါ့နော်ဘာလို့ဆိုလို့ရှိရင်အခုတို့ဒီလာတဲ့အချိန်မှာစစ်တွေပါတယ်ပြဲသွားလို့ဒီအစမပြေတဲ့ဟာမျိုးတွေရှိခဲ့တာပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေဒီကိုယ်တိုင်ကြုံတွေ့ခဲ့လည်းပြပြပေးတာပေါ့နော်တော်တော်များများလေးပြောကြတာဗာလဲဆိုလို့ရှိရင်အစားတော့ပဲများများတည်ခဲ့လို့ပဲပြောကြတယ်ပေါ့နော်ဟုတ်ပါတယ်အခုတို့လည်းလာတော့စားတော့တွေပဲတော်တော်များများတည်ခဲ့တာဘာလို့ဆိုလို့ရှိရင်ဒီရောက်လို့ရှိရင်ပေါ့နော်ဒီအလုံးမရအောင်စကြမှာအခုပါတဲ့ဟာလေးတွေနဲ့ပဲစားပေါ့နော်အဲ့လိုမျိုးချီတာသုံးဆွဲရမယ်ပေါ့နော်ရောက်ရှင်လည်းအများကြီးသုံးလို့မရဘူးအလုပ်ကလည်းရှာရအောင်မှာဆိုတော့လေမရအောင်စကြကိုပါတဲ့ပတ်စံလေးချွတ်တာဖို့အတွက်ဒီမြန်မာနိုင်ငံပါလာတွေကလေးပဲစားတော့မယ်ပေါ့နော်အဲ့လိုမျိုးကြောင့်အစားတော့တွေများများယူခဲ့ပါဒီဆေးဝါးပစ္စည်းတွေပေါ့နော်ဆေးဝါးပစ္စည်းဆိုလို့ရှိရင်အခုဆိုလို့ရှိရင်လည်းဆေးဝါးပစ္စည်းတွေအများကြီးတည်ခဲ့တယ်ဒါပေမဲ့ date တွေကအများကြီးမခံတဲ့ date တွေဆိုလို့ရှိရင်တော့တိတ်မတည်နေပေါ့နော်ဘာလို့ဆိုလို့ရှိရင်ပတ်စံကုန်နေအလကားဖြစ်တယ်ပေါ့နော်ဒီ date များများပါတဲ့ဆေးကဆိုလို့ရှိရင်တော့တည်ခဲ့ပေါ့နော်ကိုနဲ့ကြိုက်ရပေါ့နော်ကိုသုံးနေကြဒီဆေးပေါ့နော်အဲ့လိုမျိုးပေါ့နော်ကိုတောင်းနေကြဆေးလေးတွေတည်ခဲ့လို့ရတယ်ပေါ့နော်အနေငယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတည်ခဲ့ပါဒါပေမဲ့ date အများကြီးဒိတ်နည်းနည်းလေးပဲရတဲ့ဟာတွေဆိုအများကြီးမသိနေပေါ့နော်ဒီမှာတိတ်ကုန်ပြီးတော့အလကားဖြစ်သွားပါတော့အခုဆိုလို့ရှိရင်ဆေးဘူးထဲမှာအများကြီးတိတ်တွေကုန်တာဝတ်မတော့ရပါနဲ့ပတ်စံကုန်နေပေါ့နော်ဒါပေမဲ့ဆိုလို့ရှိရင်ပေါ့နော်ဆုပေါ့နော်ဆုလည်းကောင်းပေါ့နော်ဒီရောက်မှချုပ်မယ်ဆိုရင်လည်းချုပ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးမြန်မာနိုင်ငံနဲ့ကောင်းချုပ်မယ်ဆိုလို့ရှိရင်လည်းဆုကောင်းတစ်ထည့်ချုပ်ခဲ့ပေါ့နော်ဒီเจ้าเนี่ยဘယ်လိုပဲနေဘယ်နေရာမှာဖြစ်ဖြစ်ပေါ့နော်ဆုသုံးရမယ်ဆိုလို့ရှိရင်လုံးဝဒီမှာအဝတ်စားအရန်ကြည့်တယ်ပေါ့နော်ဒီလိုမျိုးဒီအဝတ်စားကိုအရန်ကြည့်တာဖြစ်တဲ့ကြောင့်မလို့ဒီစုတစုံရှိတာလို့ရှိရင်ကိုအမြဲတမ်းသုံးလို့ရမှာဖြစ်တဲ့ကြောင့်မလို့ပေါ့နော်တခါတည်းကောင်းရောင်လေးချုပ်ထားစေချင်ပါတယ်တော့ပြီးတော့လို့ရှိရင်ကိုတို့ဒီချိန်ကလေးမှာပေါ့နော်ကြိုပြီးတော့ကိုလိုအပ်တဲ့ cyber စာတန်းတွေပေါ့နော်ကားမောင်းလိုက်ဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံကားမောင်းလိုက်တဲ့ရှေ့ဒီမှာဂျပန်လိုင်းစပြောင်းမယ်ဆိုလို့ရှိရင်လည်းအဲ့တော့လိုအပ်တဲ့ဒီမြန်မာနိုင်ငံမှာဒီကားမောင်းလိုက်တဲ့ရပြီးတော့90ပေါ့နော်ရ90ပြည့်အောင်နေတိုင်းတဲ့အကြောင်းတွေပြီးရင်ပြည်မှုကင်းရှင်းအကြောင်းတွေအဲ့လိုမျိုးပေါ့နော်ကားမောင်းရင်ဒီမြန်မာနိုင်ငံစကနေဂျပန်လိုင်းဆိုပြောင်းဖို့အတွက်လိုအပ်တဲ့ cyber စာတန်းတွေယူမှပြီးတော့ note တွေပြန်မယ်ပေါ့နော်အဲ့လိုမျိုးပြန်ပါပဲအခုတော့အဲ့လိုမျိုးပြန်ခဲ့တယ်ပေါ့နော်ပြီးတော့လို့ရှိရင်လိုအပ်မယ်ဆိုပြီးအိမ်တော်စုစရာတွေရောပေါ့နော်အဲ့လိုမျိုးကိုလိုအပ်မဲ့ဒီ note မှန်သမျှအခုကတော့ဒီယူပြီးပြန်ပြီးတော့ယူခဲ့တယ်ပေါ့နော်ဒီမှာလည်းပြန်လို့မရလားဆိုတော့ရတယ်ပါဒါပေမဲ့ကိုပါတခါတည်းပါလာတော့ပဲကောင်းနေပေါ့နော်အဲ့တော့ကိုလိုအပ်တဲ့ service စာတန်းတွေယူခဲ့ပါပြီးတော့လို့ရှိရင်အခုတော့အရင်ကလည်းပြောဘူးသလိုဒီရောက်လို့ရှိရင် N2 ဖြစ်မယ်ဆိုလို့ရှိရင်လည်းအခုမြန်မာနိုင်ငံမှာ N2 သုံးနေဆိုလို့ N2 ဖြည့်ဖို့ကန်နေတဲ့စာအုပ်တွေပေါ့နော်အဲ့လိုမျိုးမြန်မာဘာသာပြန်လေးတွေယူခဲ့ပေါ့နော်အဲ့လိုမျိုးလေးတွေရှိပါတယ်ခဲတန်းရေးတရားဘာညာတွေကတော့မယူပါနဲ့ဘာလို့လို့ရှိရင်ဒီမှာပေါ်ပါတယ်100ဘိုးဆို100တန်းတိုင်းဆိုမှဆိုတော့တကယ်ပစ္စည်း quality လည်းကောင်းတယ်ပစ္စည်းကတကယ်ပေါ်တယ်ပေါ့နော်ရွေးစရာတွေအများကြီးရှိပါတယ်အဲ့လိုမျိုးစာရေးတွေနဲ့ပတ်သက်ပြီးတော့ဘာမှမယူနဲ့လို့တော့ပြောချင်တယ်ပေါ့နော်ဒါပေမဲ့ဘောပင်တစ်ချောင်းအမဲတစ်ချောင်းတော့စောင်းခဲ့ပေါ့နော်ဘာလို့လဲဆိုတော့လင်းပေါ်မှာဆိုလို့ရှိရင်ကိုတို့ဖောင်းနေပါလေဖြစ်ရတာမျိုးတွေရှိတယ်ဆိုလို့ရှိရင်အရေးတွေပေါ်သုံးလို့ရတဲ့အရေးပေါ်သုံးတဲ့နေရာမှာသုံးဖို့ရှိရင်လိုအပ်လာလို့ရှိရင်သုံးလို့ရအောင်လို့ပေါ့နော်ဒီဘောပင်အမဲတစ်ချောင်းကတော့အနည်းဆုံးစောင်းခဲ့ပါပြီးတော့လို့ရှိရင်ဒီ note မှတ်ဖို့စာအုပ်လေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေတော့တခြားလေးစောင်းခဲ့ပါယူမယ်ပေါ့နော်ရမ်းမဝင်ဒေါ်လာလဲယူလာခဲ့လို့ရတယ်ပေါ့နော်ဒီရောက်မှဒီရမ်းနဲ့ဒေါ်လာနဲ့လဲလို့ရတဲ့မျိုးတွေရှိတယ်ပြီးတော့လို့ရှိရင်ဒီလီယွန်ကမှလည်းဒီ exchange လုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလည်းရှိတာဖြစ်တဲ့ကြောင့်မလို့ပေါ့နော်ကိုအဆင်ပြေရလေးယူခဲ့ပါဒီတော့ကတော့အကိုတို့ COE အောင်ပြီဆိုတာနဲ့တော့ကနေ invoice ပို့ပေးဆိုတာနဲ့ဒါလည်းကြောင်းလောက်တော့မှအဲ့ဒါမှကိုလောက်ရမယ်ဒီ process တွေကပေါ့နော်နောက်ဒီဆက်ပြီး run လို့ရမှာဖြစ်ပါတယ်ဆိုတော့ကိုကဒီစပြီးတော့ပေါ့နော်ကျောင်းကနေမှာ COE နဲ့ဒီ admission letter ပေါ့နော်ကျောင်းဝင်စာတွေပို့မပေးသေးဘူးဆိုတော့ကိုကဒီ COE အောင်ပေးပေးမယ်လေနောက်မှဆက်ပြီးတော့လုပ်စရာတွေကဆက်ပြီးတော့ဘာမှလုပ်မရသေးဘူးပေါ့နော်ကိုဈေးဝယ်စရာရှိရဝင်မယ်ဘာညာအဲ့လိုပဲလုပ်လို့ရမယ်ဒီချန်နယ်နဲ့ပတ်သက်ပြီးတော့တန်ရုံဝင်တာဘာညာနဲ့ဘာမှလုပ်လို့မရဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းလာကသွင်းနိုင်အောင်အရင်ဆုံးစီစဉ်ရမယ်ပေါ့နော်အဲ့ဒါအရေးကြီးဆုံးဖြစ်ပါတယ်ဆိုတော့ဒါတော့အကိုသီးတက်လောက်လေးတွေအကိုတို့တော့ကြုံခဲ့တဲ့ဟာလေးတွေပြန်ပြပေးတာဖြစ်ပါတယ်ပြီးတော့လို့ရှိရင်လည်းကိုစဉ်းစားပြီးတော့ထပ်သီးတဲ့ဟာလေးတွေလည်းထပ်ပြီးတော့ပြပေးမှာပဲเนาะဘာလို့ဆိုလို့ရှိရင်ပြောစရာတွေအများကြီးတဲ့ကြောင့်မလို့မေးနေတာမျိုးတွေလေးရှိတာပေါ့เนาะဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်